desktop ပေါ်မှာ software လေးတွေကို shortcut လုပ်တဲ့နည်းကိုရှင်းပြသွားမှာဖြစ်ပါတယ်အလွယ်တကူအသုံးပြုလို့ရအောင်မျက်နှာပြင်ပေါ်မှာအလွယ်တကူထားပြီးတော့မှနှိပ်ပြီးတော့အသုံးပြုလို့ရအောင်ဒါမျိုးလေးတွေတစ်ခုချင်းလေးကိုဒီပေါ်မှာပို့ထားလို့ရပါတယ်အခုပို့တဲ့နည်းလေးကိုပြောပြသွားမှာဖြစ်တဲ့အတွက်အခုလက်ရှိရှိနေတဲ့ software လေးတွေကိုပြန်ဖြတ်လိုက်ပါမယ်အဲ့တော့ software တစ်ခုကိုရှာတဲ့အခါမှာကျွန်တော်တို့ search box ကနေရိုက်ထည့်ပြီးရှာပါမယ် software ရဲ့နာမည်တွေကစလုံးပေါင်းကိုမှန်အောင်တစ်ခုခုရိုက်ပေးရပါမယ်အဲ့တော့ကျွန်တော် Microsoft Office ထဲကနေပြီးတော့စာစီစာရိုက်အသုံးပြုတဲ့ WORD Word ကိုကျွန်တော်ရိုက်ထည့်လိုက်ပါမယ် Microsoft Word ပေါ်လာတဲ့အခါမှာ mouse က right click ထောက်ပြီးတော့သူ့ရဲ့မူရင်းရှိတဲ့နေရာကိုသွားလိုက်ပါမယ် Open File Location ကိုနှိပ်ပါမယ်ဒီ Open File Location ထဲမှာ Microsoft နဲ့ပတ်သက်တဲ့ Office နဲ့ပတ်သက်တဲ့ software တွေကိုတွေ့ရမှာဖြစ်ပါတယ်ပထမဆုံး Microsoft Word ကို right click နှိပ်ပြီးတော့ Send to Desktop Query Shortcut အဲဒါကြောင့် Query Shortcut လုပ်နည်းလို့ပြောတာဖြစ်ပါတယ် Desktop ကိုရောက်သွားမှာဖြစ်ပါတယ်နောက် Excel ကို right click နှိပ်မယ် Send to Desktop Query Shortcut PowerPoint ကို right click နှိပ်မယ် Send to Desktop Query Shortcut ဒီသုံးမျိုးရောက်မြောက်ကိုပေးကြည့်ပါမယ်ဒီမှာ PowerPoint ရောက်ပြီ Microsoft Word ရောက်ပြီ Microsoft Excel ရောက်ပြီ Personalize လို့ခေါ်တဲ့နောက်ခံ background ပြောင်းပြီးအကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ် PowerPoint ဝင်ခြင်းမှာကိုမြင်ကျင်တဲ့ပုံစံအနေထားလေးကိုပြင်ဆင်တဲ့နည်းလို့လည်းပြောလို့ရပါတယ်မောင်ရဲ့လွတ်တဲ့နေရာတစ်ခုမှာ right click ထောက်လိုက်ပါပြီးရင်တော့ Personalize ကိုပြန်ရွေးပေးရမှာဖြစ်ပါတယ်Personalize ထဲမှာဒီ background ဆိုတဲ့နေရာမှာအခု background မျိုးစားထဲမှာဖွင့်ချလိုက်တဲ့အခါမှာ picture ရဲ့ solid color ရဲ့ slide show ရဲ့ဆိုပြီးတော့ရှိပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော် slide show တွေကိုသွားပြပါမယ် slide show နှိပ်လိုက်တဲ့အခါမှာလက်ရှိကို slide show ပြရှင်တဲ့ဖိုတာကို BROWSC browse ကိုရွေးပြီးတော့မှရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီ browse ကိုနှိပ်လိုက်တယ်ဆိုရင်ကိုယ့်ရဲ့ set ထဲမှာရှိနေတဲ့ပုံရှိတဲ့နေရာကိုသွားပြီးတော့ဘယ်ပုံတွေ slide show ဖြစ်ရှင်လဲဘယ်ပုံတွေလာခြင်းလဲဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော် flower folder ရွေးပြီးတော့ shoot this folder ကိုနှိပ်လိုက်ပါပြီအဲ့တော့ဒီ flower folder တွေကပုံတွေတစ်ခုပြီးတစ်ခုလောက်မိနစ်အနေနဲ့တစ်နာရီမှတစ်ပုံပြောင်းခြင်းလားနိုင်ခွက်နေတစ်ပုံပြောင်းခြင်းလား7 မိနစ်နေတစ်ပုံပြောင်းခြင်းလားအများဆုံးကတော့တရက်နေမှတစ်ပုံပြောင်းထားလို့ရတဲ့အနေအထားမှာရှိပါတယ်အခုတော့1 minute ထားပြီးတော့ကျွန်တော်ပြန်ပိတ်လိုက်ပါမယ်မျက်နှာပြင်ပေါ်မှာ flower ပုံတွေရောက်ရှိသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ10 မိနစ်မစောင့်တော့ဘဲနဲ့ပြောင်းကျင်တယ်ဆိုရင် next test ဆိုတော့ background နဲ့ကိုယ့်ဟာကိုပြောင်းယူလို့ရပါတယ်ဟုတ်ကဲ့ right click personalize ကိုပြန်ခေါ်လိုက်ပါပြီအဲ့တော့အခုတစ်ခါကျွန်တော်ပြမှာကတော့ဒီ slide show မဟုတ်ဘဲနဲ့နောက်တစ်ခု solid color ကိုပြပါမယ် solid color မှာအနေထားမှာပြောင်းလို့ရတဲ့အနေထားတစ်ခုမှာ color တရောင်တည်းကိုအသုံးပြုလို့ရပါတယ်ကိုယ်စိတ်ကြိုက်အသုံးပြုခြင်းနဲ့ custom color နေရာမှာ color ရွေးလို့ရပါတယ်အခုတော့ဒီထဲကအနီရောင် color လေးကိုမောက်ကလေးထောက်လိုက်ရင်အနီရောင် color အ magic လေးဖြစ်သွားမှာဖြစ်ပါတယ်ပြီးရင်တော့ပြောင်းကိုပိတ်ကြည့်လို့ရပါတယ်အနီရောင် color နဲ့ဖြစ်သွားပါပြီ right click personalize အဲ့တော့စောစောကပြောတဲ့ slide show ရဲ့ solid color ရဲ့ပြောပြီးသွားတော့ picture ကိုပြောပါမယ်ပါတယ်အဲ့ဒီ picture ကတော့တပုံနဲ့စိတ်ကြိုက်ထားတဲ့နည်းလမ်းမှာကိုယ်စိတ်ကြိုက်တပုံကို browse မှာတွားရွေးချယ်ထားလို့ရပါတယ်အဲ့လို browse တွေကပုံမရွေးချယ်ဘဲနဲ့ကွန်ပျူတာတွေကနေပြီးတော့မူရင်းပါလာတဲ့ပုံမျိုးစားလေးတွေလည်းရှိပါတယ်အဲ့တော့ Windows 10ရဲ့ logo ဖြစ်တဲ့ပုံလေးတစ်ခုကိုကျွန်တော်ထားလိုက်ပါမယ်
ပြီးတော့လို့ရှင်ပြန်ပိတ်လိုက်ပါဒါကတော့ဆက်အသစ်မှာပါလာလေးရှိတဲ့ Windows 10ရဲ့ logo ဖြစ်ပါတယ်အခုရှင်းပြသွားမယ့်ဗီဒီယိုကတော့ကွန်ပျူတာကိုပါဝါစနစ်တကျပိတ်တဲ့နည်းပဲဖြစ်ပါတယ်ဒီ Windows 10မှာပါဝါပိတ်မယ်ဆိုရင်စခရင်ရဲ့ဘက်ဘက်ထောက်မှာစတက်ဘတ်တန်၄တောင်တုံးလေးကိုမောင်းနဲ့လာနှိပ်ပြီးတော့ပါဝါခလုတ်လေးရှိပါတယ်အဲဒီပါဝါလေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့က restart ရဲ့ shutdown ရဲ့ sleep ရဲ့ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်အဲဒီထဲမှာ shutdown ကိုအပြီးပိတ်တာဖြစ်ပါတယ် restart ကတော့သူ့ဘက်တည်းပြန်စလာမှာဖြစ်ပါတယ် sleep ကတော့ခဏတနေရာသွားမယ်ဆိုရင် sleep လောက်ထားခဲ့ပြီးတော့မှပြန်လာမှနှိပ်ပြီးအသုံးပြုလို့ရပါတယ်ကီးပုံးနဲ့ပိတ်တဲ့အခါမှာတော့ဒီ shutdown ကိုပဲရခေါ်ရလဲဆိုရင် order ခလုတ်ရဲ့ F4 ခလုတ်ရဲ့ကိုတွဲနှိပ်လိုက်လို့ရှိရင် mouse ကိုပေါ်လာပါလိမ့်မယ်ဒီမှာ enter ခေါက်လိုက်ရင်လည်းရတယ် OK ပေးလိုက်ရင်လည်းရပါတယ်အဲ့တော့အခုတော့ကျွန်တော်မပိတ်တော့ပါဘူး cancel ပြန်လုပ်လိုက်ပါမယ်ပထမဆုံးပြောပြခြင်းတဲ့အကြောင်းအရာကတော့ new ဖြစ်ပါတယ်အဲ့တော့ new ထဲမှာဘာတွေလုပ်လို့ရလဲဆိုလို့ရှင်เนาะ folder ဆောက်လို့ရပါတယ်အဲ့တော့ folder လေးကိုနှိပ်လိုက်ပြီဆိုလို့ရှင် new folder လို့ကြာလာပါလိမ့်မယ်keyboard ကနေပြီးတော့ name နေပေးလို့ရပါတယ်အဲ့တော့ကျွန်တော် name တစ်ခုကိုရိုက်လိုက်ပါမယ်1နာမည်ပေးပြီးရတဲ့ active ဖြစ်ပြီဆိုရင် keyboard ကနေ enter ခေါက်ပေးလို့ရပါတယ်မောင်ရဲ့ right click ထဲက new folder ကိုယ်တော်ဆောက်တယ်လို့လည်းပြောလို့ရပါတယ်ကိုထားခြင်းတဲ့ရှက်လက်တွေကိုဒီ folder အတွင်းထဲမှာထည့်လို့ရအောင် folder လေးတွေကို desktop ပေါ်မှာမောက်ရဲ့ right click ကိုအသုံးပြုပြီးတော့စောင့်ကြည့်တာဖြစ်ပါတယ်နောက်မောက်ရဲ့ right click ထဲကနေပြီးတော့ဒီ folder ဝါရောင်လေးတွေကို icon ရှင်းတဲ့နည်းကိုဆက်ပြီးတော့ပြောပြပါမယ်အဲ့တော့ဒီရှင်းနေတဲ့ folder လေးပေါ်မှာမောက်ကို right click နှိပ်ပေးပါအောက်ဆုံးမှာ property ရှိပါတယ်အဲ့ဒီ property တွေက icon ရှင်းတဲ့အခါမှာ customize ရှိပါတယ် change icon ရှိပါတယ်change icon ထဲမှာကိုလိုချင်တဲ့ပုံလေးတစ်ပုံကိုရွေးလိုက်ပါပြီးရင် OK နှစ်ခါပြန်နှိပ်ပြီးတော့ထွက်လိုက်ပါဒီ1 folder လေးဟာ star ပုံစံလေးဖြစ်သွားပါပြီ2ပေါ်မှာ right click နှိပ်မယ် property နှိပ်မယ် customize change icon okay ဟုတ်လားမျိုးအဲ့တော့ right click ထဲကနေပြီးတော့ folder ဆောက်တာရဲ့ icon ရှင်းတာရဲ့ပြောပြပြီးတော့ပါပြီနောက်ထပ်မောင်ရဲ့ right click ထဲကနေပြီးတော့ဒီ folder ရဲ့နာမည်လေးတွေကိုပြင်ခြင်းတဲ့အခါမှာ right click ကိုအသုံးပြုပြီးပြင်လို့ရပါတယ်အဲ့ဒါကတော့ဒီ2ကဏ္ဍ2နေရာမှာ tw2 လို့ပြောင်းခြင်းတဲ့အခါမှာကျွန်တော်မောင်ရဲ့ right click ကိုနှိပ်လိုက်တယ် rename ဆိုတာရှိပါတယ် rename ကိုနှိပ်လိုက်ရင်စာပြန်ရေးလို့ရတော့မှာဖြစ်ပါတယ်ဒီဘက်ကနေစာပြန်ရေးပြီးတော့နောက်ခေါက်လိုက်ရင်အခုရှင်းလိုက်တဲ့စာသားနာမည်နဲ့တူဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒါ right click ကိုအသုံးပြုနောက်တော့ right click ကနေပြီးတော့ဆက်ပြီးတော့သုံးလို့ရတဲ့အထဲမှာဒီ folder ပေါ်မှာ right click နှိပ်လိုက်ရင်ထိပ်ဆုံးမှာ open ဆိုတာရှိပါတယ်ဒါကဖွင့်တာဖြစ်ပါတယ် double click ကိုနှိပ်တာနဲ့အတူတူပဲဖြစ်ပါတယ်ပွင့်သွားမှာဖြစ်ပါတယ်အဲ့တော့ကွန်ပျူတာတွေကပုံတွေစီကိုအချက်လက်တွေစီကိုမောက်လက်ကလက်ထောက်ပြီးတော့ပစ်ရှာတဲ့ဟိုပုံတွေစီကိုခဏလာပြီးတော့မောက်ရဲ့ right click တွေကဘာတွေသုံးလို့ရလဲကြည့်ပါအဲ့တော့ပုံပေါ်မှာ right click ထောက်လိုက်ရင်တော့စောစောက open နေရာမှာဒီပုံဖွင့်ကြည့်လို့ရတယ် open နှိပ်လိုက်လို့ရှင်ပုံဖွင့်ကြည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့အခုမောင်ရဲ့ right click ထဲက copy ကိုသုံးပြပါမယ်ဒီပုံလေးတစ်ပုံပေါ်မှာ right click ထောက်တယ် copy ကိုလက်ညှိုးလေးနဲ့လက် click နဲ့ပြန်ရွေးတယ်ပြီးရင်ပိတ်ပြီးတော့မှဒီ one နဲ့ကို double click နှိပ်ပြီးတော့မောင်ရဲ့ right click ထဲက paste နဲ့ပြန်ပြီးတော့မှပေါ်လိုက်တဲ့အခါမှာပုံလေးတစ်ပုံရောက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့မောင်ရဲ့ right click ထဲက copy ကိုသုံးလို့ရတယ်မောင်ရဲ့ right click ထဲက paste ကိုလည်းအသုံးပြုလို့ရမှာဖြစ်ပါတယ်နောက်ထပ်မောင်ရဲ့ right click ထဲကအသုံးပြုလို့ရတာလေးထပ်ပြီးတော့မှပြပြသွားမှာဖြစ်ပါတယ်မောင်ရဲ့ right click ကနေပြီးတော့
ပုံလေးတစ်ပုံကို desktop ပေါ်ရအောင်ပို့ပြပါမယ်အခုဒီနေကြပုံလေးကို right click ထောက်တယ်ဒီအပေါ်ကနေရေးလို့ရင်5ခုမြောက်မှာစလုံးပေါင်းလေးနဲ့ပြောရရင် set desktop background ဖြစ်ပါတယ် set desktop background ဆိုတော့ desktop background ပေါ်ကိုရောက်မရကိုပြန်ကြည့်ပါမယ်ဟုတ်ပေါ့ desktop background right click ကနေပို့လိုက်တာဖြစ်ပါတယ် background ချိန်တဲ့နည်းပဲဖြစ်ပါတယ်right click ကနေပြီးတော့အသုံးပြုတဲ့နည်းဖြစ်ပါတယ်နောက်ထပ် right click ကနေပြီးတော့ထပ်ပြီးတော့ပြောတဲ့ရှိတာတွေထပ်ရှာရရင် open web ဆိုတာရှိပါမယ် open web ကတော့ software တစ်ခုကိုပို့လို့ရပါတယ်ဘယ် software ကိုပို့ချင်တာလဲဒီထဲမှာ office ကိုပို့ချင်တာလား paint ကိုပို့ချင်တာလားရှိပါတယ်အခု paint ကိုပို့ပြပါမယ် paint software ထဲမှာဒီပုံလေးရောက်သွားတာဖြစ်တဲ့အတွက် paint software ကလုံးလို့ရတာတွေကိုဆက်ပြီးတော့မှပုံထပ်ထားတဲ့ color share တာတွေကိုအသုံးပြုလို့ရတာမှာဖြစ်ပါတယ်ပြန်ပိတ်လိုက်ရင်တော့ပုံစံပြန်ရောက်သွားမှာဖြစ်ပါတယ်အဲ့တော့ mouse ရဲ့ right click ထဲကနေပြီးတော့မှအသုံးပြုလို့ရတဲ့အပိုင်းတွေမှာဒီ folder တွေပေါ်မှာသွားပြီးတော့မှ right click သွားနေတဲ့အခါမှာတော့ဒီ folder ရဲ့အချက်လက်တွေကိုဖတ်လို့ရပါတယ် property နဲ့ဖတ်လို့ရပါတယ်ဒီ property ကဒီအခုနှိပ်ထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံပေါ်မှာနှိပ်ထားတာဖြစ်တဲ့အတွက် location ကတော့ဒီထဲမှာနေရာကိုပြတာဖြစ်ပါတယ် location နေရာမှာအမျိုးအစားကတော့ drive မှာ folder မျိုးစားဖြစ်ပါတယ် site ကတော့113 MB ရှိပါတယ်113 MB လို့ခေါ်ပါတယ်ပါဝင်တာကတော့ content မှာ189 ဖိုင်189ပုံပါဝင်တယ်လို့ဆိုလို့ရဖြစ်ပါတယ်ဒါ folder ပေါ်မှာ right click property နှိပ်ပြီးတော့အချက်အလက်ကြည့်လို့ရပါတယ် file ပေါ်မှာ right click property သွားနှိပ်မယ်ဆိုရင်တော့ဒီပုံရဲ့အမျိုးအစားကိုပြပါမယ်ပုံဆိုတာဓာတ်ပုံဆိုတာဘာမျိုးစားလဲ JPG ဖိုင်ဖြစ်ပါတယ် open web location ပြပါတယ်နေရာပြတယ် site က 30.5 KB ရှိပါတယ်ပုံတစ်ပုံရဲ့အရည်အသွေးကို site မှာလည်းကြည့်လို့ရပါတယ် KB နေရာမှာ MB လို့ဆိုလို့ရှိရင် mat တွေဆိုလို့ရှိရင် format စစ်မှတ်တွေဆိုရင်ပုံကကြည့်ကြည့်လင်းလင်းနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်ဒါမောက်ရဲ့ right click ရဲ့အသုံးပြုပုံတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ